စာချုပ်မချုပ်ခင်လူများစုမိတဲ့ကြတဲ့အရေးကြီးဆုံးအချက်၃ချက်အင်္ဂါစာချုပ်မချုပ်ခင်ဒါတွေကိုတည်တည်ချာချာမဖတ်ရင်ဒီပို့စစ်လည်းဆုံးရှုံးနိုင်တယ်လို့နောက်ပိုင်းမှာတရားစွဲဆိုခံရနိုင်တဲ့အထိဒုက္ခရောက်နိုင်ပါတယ်။ဒါကြောင့်မလို့အင်္ဂါစာချုပ်မချုပ်ခင်လူများစုမိတဲ့အရေးကြီးဆုံးအချက်ကိုကြိုတင်မှတ်ထားပါ။ပထမဆုံးအချက်ကတော့အိမ်တွင်းပစ္စည်းပျက်စီးမှုပါ။ရေလိုက်မိလိုက်ဒါမှမဟုတ်အဲကုန်တွေပျက်စီးသွားလို့ရှိရင်ဘယ်သူကအကုန်ကြခံပြင်ပေးမှလဲဆိုတာကိုစာချုပ်ထဲမှာတစ်ခါတည်းထည့်ရေးပါ။မဟုတ်လို့ရှိရင်ကိုပြောင်းတဲ့အခါအင်ရှင်ကဒီပို့စစ်တွေကနေဖျက်တောက်တာမျိုးကြုံရတတ်ပါတယ်။ဒုတိယတစ်ချက်ကတော့ဒီပို့စစ်ပြန်အပ်ရမယ်ရက်ပါစာချုပ်တက်တန်းပြေလို့အိမ်ပြောင်းဝင်နေမှာပဲဒီပို့စစ်ကိုတစ်ခါတည်းပြန်အပ်ရမယ်ဆိုတဲ့အချက်ကိုမဖြစ်မနေထည့်ချုပ်ပါအင်ရှင်တချို့ကနောက်မှလွှဲပေးမယ်ဆိုပြီးတော့အချိန်ဆွဲတတ်ကြလို့ပါနော်တတိယတစ်ချက်ကတော့စာချုပ်တက်တန်းမပြေခင်အရေးပေါ်အကြောင်းကိစ္စကြောင့်ပြောင်းခိုင်းကျင်တာပဲဖြစ်ဖြစ်စာချုပ်တက်တန်းပြေလို့ပြောင်းကျင်တာပဲဖြစ်ဖြစ်တစ်လသို့မဟုတ်2လကြိုပြောရမယ်ဆိုတဲ့အချက်ကိုနှစ်ဦးသဘောတူထည့်ရေးပါအင်္ဂါစာချုပ်တွေအပြင်အရှုပ်ချင်းကင်းပြီးစိတ်ချရတဲ့အိမ်ချက်မြေတွေကိုစနစ်တကျရှာဖွေနိုင်မှုဆိုရင်ညီမတို့ရဲ့ Linsamaria Estate ကိုအခုပဲဆက်သွယ်လိုက်တော့နော်အိမ်ချက်မြေကတော့တိုက်ခံနေတဲ့ပတ်သက်ပြီးလူကြီးမင်းတို့ရဲ့အခက်အခဲတွေနဲ့လိုအပ်ချက်တွေကိုအကောင်းဆုံးဖြေရှင်းပေးဖို့အတွက်ညီမတို့ Linsamaria Estate ကအဆင်သင့်ရှိနေပါတယ်ရှင်